မနွေမျိုးကလိုက်လာတယ် လည်းမသိဘူးလို့လိုက်လာတာ မစီးဘူးလက်စားနဲ့မစီးပါနဲ့မနွေရဲ့ တေကားပြောတာပါကိုရေးရေမမိုးလွန်းလို့လိုက်လာတာပါ ကြီးကြီးကျယ်ကျယ်နဲ့မျိုးအစင်နေနဲ့တာယာနေပြီးမှဘာအခုမှလွမ်းလို့လိုက်လာ အမလီဒီလောက်လေးဘဝကိုပေးတတ်တယ်မြို့ကြီးသူမဟုတ်ပါဘူးကိုရေးရေ ရန်ကုန်မှာတစ်နေ့လောက်နေပြီးဘဝမေ့လဲစောင့်ကန်တော့မှာ ကြေးတော်ကိုချစ်တယ်မြန်မာမာလေးစစ်စစ်ပါကိုရေးရေ ဟုတ်ပါပြီ ကိုရေးရေဒီစာကိုဖတ်နေရတဲ့အချိန်မှာလူကြီးတွေသဘောတူတဲ့ကိုစောဆိုတဲ့သူနဲ့မမိုးလက်ထက်လိုက်ရပါပြီ စောက်ကြီးစောက်ကျယ်နဲ့ကိုယ့်ကိုလင်လို့ယူပြီးမိဘတွေကိုရိုးချနေတာ ဒီတစ်ခါတော့ကိုလာလေရင်ကိုစောကိုပါခေါ်လာခဲ့မယ်နော် ခေါ်ချင်းခေါ်လာခဲ့ရွာကိုခေါ်လာရင်ဆန်စိတ်မပြောနဲ့ဟိုဟာတော့မကြွေးဘူး တကယ်တော့ချစ်တာနဲ့လက်ထက်တာဟာတခြားစီပါကိုရေး ချစ်တာလည်းလက်ထက်တာတခြားစီမှနင်ပြောမှလားဟာတိတာကချစ်တာဟွာလို့မရဘူးလက်ထက်တာဟွာလို့ရတယ်